ရှင်မသက်ခရစ်ဝင်ခန်းကြီး29နနက်အချိန်ရောက်လျင်ယေဘရဟိအကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူအပေါင်းတို့သည်ယေရှုကိုတန်အံ့သောငါတိုင်ပင်၍ကိုယ်တော်ကိုကြည်နှောင်ပြီးလျင်မြို့ဝင်မင်းပုန္နမိလက်ထံသို့ဆောင်သွား၍အလိုက်ကြ၏ထိုအခါကိုယ်တော်ကိုအနှံသောယူဒရှကရုတ်သည်ကိုယ်တော်၌တေပြစ်စီရင်ကြသည်ကိုသိမြင်လျင်နောင်တရ၍ငွေ30ကိုယေဘရဟိအကြီးလူအကြီးအကဲတို့၌ပြန်ပေး၍အကျွန်ုပ်ပြစ်မှားပါပြီအပြစ်မရှိသောသူ၏သွေးကိုအပ်မိပါပြီဟုဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘယ်သို့ဆိုင်သနည်းကိုအမှုကိုကိုကြည်လော့ဟုဆိုကြသောသူသည်ထိုငွေကိုဗိမာန်တော်၌ပြစ်ချခဲ့၍အခြားသို့သွားပြီးလျင်လေကြိုးတက်၍တည်လေ၏ယေဘရဟိအကြီးတို့သည်ထိုငွေကိုယူ၍သွေး၏အဖိုးဖြစ်၏ဘဏ္ဍာတော်၌မသွန်းအပ်ဟုပြောဆိုတိုင်ပင်ပြီးမှအိုထိန်သမား၏မြေအကွက်ကိုတပါးအမျိုးတို့၏တင်းကြိုင်ဖြစ်စေဖို့ရာထိုငွေနှင့်ဝယ်ကြ၏ထိုအကြောင်းကိုအစွဲပြု၍ယခုတိုင်အောင်ထိုမြေကွက်ကိုသွေးမြေဟုခေါ်တွင်ကြ၏ပရောဖက်ယေရမိဟောသည်ကဣသေလလူတို့သည်အဖိုးပြတ်သောသူ၏ကိုဖိုးငွေ30ကိုသူတို့သည်ယူ၍ထာဝရဘုရားသည်ငါကိုမှားထားတော်မူသည့်အတိုင်းအိုထိန်သမား၏မြေအကွက်ကိုဝယ်ကြ၏ဟူသောစကားသည်ထိုအခါပြည့်စုံခြင်းသို့ရောက်လေ၏ယေရှုသည်မြို့ဝင်မင်းရှိသို့ရောက်သည်ရှိသောမြို့ဝင်မင်းကသင်သည်ယူဒရှင်ဘုရင်မှန်သလောဟုမေးလျင်ယေရှုကမင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ယေဘရဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည်အပြစ်တင်ကြသောတခွင်းမျှပြန်တော်မမူပိလတ်မင်းကလည်းသင်တစ်ဖက်၌ဘယ်မျှလောက်တစ်တေခံကြသည်ကိုသင်မကြားသလောဟုပြောတော်လဲစကားတခွင်းကိုမျှပြန်တော်မမူသည်ကိုမြို့ဝင်မင်းသည်အလွန်အံ့ဩလေ၏ထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းချထားသူတို့တွင်လူများတို့အလိုရှိသူတယောက်ယောက်ကိုလွတ်မြေထုံးစံရှိ၏ထိုအခါအကျဉ်းချထားသူတို့တွင်ဗရဗအမည်ရှိသောကြော်စောသောသူတယောက်ရှိ၏လူများစည်းဝေးကြသည်ရှိသောပိလတ်မင်းကသင်တို့သည်ဘယ်သူကိုလွတ်စေခြင်းသနည်းဗရဗကိုလွတ်စေခြင်းသလောခရစ်ဟုခေါ်ဝေါ်သောယေရှုကိုလွတ်စေခြင်းသလောဟုလူများတို့အားမေးလေ၏အဘယ်ကြောင့်ဤသို့မေးသည်နည်းဟုမူကားထိုသူတို့သည်မနာလိုစိတ်နှင့်ယေရှုကိုအနှံကြောင်းကိုပိလတ်မင်းသိ၏ထိုမှတပါးတရားပလ္လင်ပေါ်မှထိုင်စဉ်တွင်မိမိခင်ပွန်းသည်လူလင်တယောက်ကိုစေလွှတ်၍ထိုဖြောင့်မတ်သူကိုအဘယ်သို့မျှမပြုပါနှင့်ယနေ့ပင်ကျမသည်ထိုသူကြောင့်အိမ်မက်၌ပြင်းစွာခံရပါပြီဟုမှားလိုက်၏လူအစုအဝေးတို့သည်ဗရဗကိုတောင်း၍ယေရှုကိုသတ်စေခြင်းကယေဘရဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည်လူများကိုတိုက်တွန်းသွေးဆောင်ကြ၏ထို့ကြောင့်မြို့ဝင်မင်းသည်ဤသူနှစ်ယောက်တို့တွင်သင်တို့သည်ဘယ်သူကိုလွတ်စေခြင်းသနည်းဟုလူများကိုတဖန်မေးသောအခါဗရဗကိုလွတ်စေခြင်းပါသည်ဟုလျှောက်ကြ၏ပိလတ်မင်းကလည်းတို့ဖြစ်လျင်ခရစ်ဟုခေါ်ဝေါ်သောယေရှုကိုအဘယ်သို့ပြုရမည်နည်းဟုမေးပြန်သောထိုသူအပေါင်းတို့ကသူသည်လက်ဝါးကားတိုင်မှရိုက်ထားခြင်းကိုခံပါလေစေဟုဆိုကြ၏မြို့ဝင်မင်းကလည်းအဘယ်ကြောင့်နည်းအဘယ်အပြစ်ကိုပြုမိသနည်းဟုမေးလျင်ထိုသူသည်လက်ဝါးကားတိုင်မှရိုက်ထားခြင်းကိုခံပါလေစေဟုလူများတို့သည်သာ၍ဟစ်ကြ၏ပိလတ်မင်းသည်မိမိမနိုင်လူများသာ၍ယုံရင်ခတ်မျှပြုကြသည်ကိုမြင်လျင်ရေကိုယူ၍လူများရှိတွင်မိမိလက်ကိုဆေးလျက်
ဤဖြောင်းမတ်သူဤသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကိုတင်တို့ကြည်ကြလောဟုဆို၏ထိုလူအပေါင်းတို့ကသူဤသွေးသည်ငါတို့ဤခေါင်းပေါ်၌၎င်းသားမီးတို့ဤခေါင်းပေါ်၌၎င်းတည်ပါစေဟုပြန်ပြောကြ၏ပိလတ်မင်းသည်လည်းလူများတို့အားဗရဗကိုလွတ်လေ၏ယေရှုကိုကရိုက်ပြီးလျင်လဝါကားတိုင်မှတက်စေခြင်းငှာအပ်လိုက်လေ၏ထိုအခါမြို့ဝင်မင်း၏စစ်သူရဲတို့သည်ယေရှုကိုအိမ်တော်ဦး၌ဆောင်သွား၍စစ်သူရဲတဒတ်လုံးကိုအထံတော်၌စုယုံစေပြီးမှအဝတ်တော်ကိုချွတ်ပြီးခရမ်းရောင်ဝတ်လုံကိုခြုံစေကြ၏စူးပင်နှင့်ရက်သောဥယျစ်ကိုခေါင်းတော်၌တင်ကြ၏ကျူတလုံးကိုလည်းလက်ရာလက်တော်နှင့်ကိုင်စေပြီးလျင်ရှေ့တော်မှလူထောက်လျက်ယူဒရှင်ဘုရင်ကိုတော်သည်မင်္ဂလာရှိစေတည်းဟု၍ကိုတော်ကိုပြည့်ရည်ပြုကြ၏ကိုတော်ကိုတတွေးနှင့်ထွေးကြ၏ကျူလုံးကိုလည်းယူ၍ခေါင်းတော်ကိုရိုက်ကြ၏ထို့သို့ကိုတော်ကိုပြည့်ရည်ပြုသည့်နောက်မင်းဝတ်လုံကိုချွတ်၍သူအဝတ်ကိုပြန်ဝတ်စေပြီးလျင်လဝါကားတိုင်မှရိုက်ထားခြင်းငှာထုတ်သွားကြ၏တွားကြစဉ်တွင်ရှိမုန်အမည်ရှိသောကရဏီပြည်သားတယောက်ကိုတွေ့လျင်အနိုင်ပြု၍လဝါကားတိုင်ကိုထမ်းစေကြ၏ဦးခေါင်းခုံအရက်ဟုဆိုလိုသောဂောလဂောသအမည်တွင်သောအရက်သို့ရောက်ကြသောဆေးခါနှင့်ရောသောပုံးရည်ကိုကိုတော်အားတောက်စိမ့်သောငှာပေးလျင်မိဆန်းတော်မူ၍မတောက်ချင်ဘဲနေလေ၏ကိုတော်ကိုလဝါကားတိုင်မှရိုက်ထားပြီးလျင်အဝတ်တော်တို့ကိုစာရေးတံချ၍ခွဲဝေကြ၏ထိုအရက်၌လည်းထိုင်လျက်စောင့်နေကြ၏အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟုမူကားဤသူသည်ယူဒရှင်ဘုရင်ယေရှုပေတည်းဟုရေး၍ခေါင်းပေါ်မှတက်သည်ထိုအခါကိုတော်နှင့်တကွတပြက်နှစ်ယောက်တို့ကိုလက်ရာတော်ဘက်၌တယောက်လက်ဝဲတော်ဘက်၌တယောက်လဝါကားတိုင်မှရိုက်ထားကြ၏လမ်းမှသွားလာသောသူတို့ကလည်းဗိမာန်တော်ကိုဖြိုဖျက်၍3 ရက်အတွင်းတွင်တိဆောက်ပြန်သောသူကိုကယ်တင်လော့ဘုရားသခင်၏သားတော်မှန်လျင်လဝါကားတိုင်မှဆင်းလော့ဟုမိမိတို့ကောင်းကိုငိမ့်၍ကဲ့ရဲ့သောစကားပြောဆိုကြ၏ထိုနည်းတူယေဘရဟိတ်အကြီးချမ်းပြုစရာလူအကြီးအကဲတို့ကဤသူသည်သူတပါးတို့ကိုကယ်တင်တတ်၏ကိုမကယ်တင်နိုင်ပါတကားဣတိလရှင်ဘုရင်မှန်လျင်လဝါကားတိုင်မှယခုဆင်းပါလေစေဆင်းလျင်ငါတို့ယုံကြည်မည်သူသည်ဘုရားသခင်ကိုကိုးစားပြီးငါသည်ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီးသူဖြစ်၍ဘုရားသခင်သည်သူ၌အလိုတော်ရှိလျင်ယခုပင်ကယ်တင်တော်မူပါလေစေဟုပြည့်ရည်ပြု၍ပြောဆိုကြ၏ထိုနည်းတူကိုတော်နှင့်တကွလဝါကားတိုင်မှရိုက်ထားသောတပြားတို့သည်လည်းကဲ့ရဲ့ပြစ်တင်ကြ၏မွန်းတဲ့အချိန်မှစ၍3 ချက်တီးအချိန်တိုင်အောင်မြေတပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏3 ချက်တီးအချိန်၌ယေရှုကအေလိလာမရှဘခဒနီဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟုဆိုလိုသည်ထိုအရက်၌ရက်နေသောသူအချို့တို့သည်ကြားလျင်သူသည်အေလိယကိုခေါ်သည်ဟုဆိုကြ၏လူတစ်ယောက်သည်ချက်ချင်းပြေး၍ရေမှုတွေးကိုပုံးရည်နှင့်ပြည့်စေပြီးလျင်ကျူလုံးဖျား၌တက်၍ကိုတော်အားတောက်စိမ့်သောငှာပေးလေ၏ကျွန်းသောသူတို့ကရှိစေတော့အေလိယသည်သူ့ကိုကယ်တင်ခြင်းငှာလာမီမလာမီကိုကြည်ကြကုန်အံ့ဟုဆိုကြ၏ယေရှုသည်ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါဗိမာန်တော်၏ကလကားသည်အထက်စွန်းမှအောက်စွန်းတိုင်အောင်ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏
ကြောက်များတို့သည်ကွဲကြ၏တင်းကြိုင်းတွန်းတို့သည်ပွင့်လစ်သဖြင့်ကျင်းစစ်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်းကြိုင်းတွန်းမှထွက်၍တန်ရှင်းသောမြို့ထဲသို့ဝင်ပြီးလျင်လူများစွာတို့အားထင်ရှားကြ၏ယေရှုကိုစောင့်သောတမှုမှစ၍စစ်သူရဲများတို့သည်မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျင်အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆိုကြ၏ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုတ်အကျွေးလိုက်လာသောမိန်းမအများတို့သည်လည်းထိုအရက်၌အဝေးကကြည့်ရှု၍နေကြ၏ထိုမိန်းမတို့တွင်မဂဒလမာရိယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သောမာရိဇေဗေဒဲ၏သားတို့၏အမိပါကြသည်ညအချိန်ရောက်မှအရိမဿဲမြို့သားယောသက်အမည်ရှိသောတထေးသည်ယေရှု၏တပည့်တော်ဖြစ်သည်နှင့်ပိလတ်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ပိလတ်မင်းသည်အလောင်းတော်ကိုပေးစေခြင်းဟာအမိန့်တော်ရှိသောယောသက်သည်အလောင်းတော်ကိုယူ၍ဖြူစင်သောပိတ်ချောနှင့်ပတ်ရစ်ပြီးလျင်ကျောက်၌ထွန်းသောမိမိတင်ကြိုင်တွန်းတစ်ထဲမှထားလေ၏ကြီးစွာသောကျောက်ကိုလည်းတွန်းဝါ၌လှိမ့်ထားပြီးမှသွား၏မာဂဒလမာရိနှင့်အခြားသောမာရိသည်ထိုအရက်၌တင်ကြိုင်တော်ရှိမှထိုင်လျက်နေကြ၏အဖိတ်နှင့်လွန်၍နှစ်ဖြန်နှင့်ရောက်လျင်ယေပရောဟိတ်အကြီးနှင့်ဖာရိရှဲတို့သည်ပိလတ်မင်းထံ၌စုဝေး၍ထိုလှည့်ဖျားသောသူကငါသည်သုံးရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်မည်ဟုမတေမီပြောသည်ကိုကျွန်ုပ်တို့မှတ်မိပါပြီထို့ကြောင့်သူ၏တပည့်တို့သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးလျင်သူသည်တေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီဟုလူအပေါင်းတို့အားပြောဆိုကြသောရှေ့အမှားထက်နောက်အမှားသာ၍ကြီးမည်ဟုဆိုရင်းเสียအကြောင်းရှိသည်ဖြစ်၍တင်းကြိုင်တွန်းကိုသုံးရက်မြောက်အောင်လုံခြုံစွာစောင့်စိမ့်သောဟာအမိန့်ရှိတော်မူပါဟုလျှောက်ကြလျင်ပိလတ်မင်းကတင်တို့၌လူဆောင်တတ်ရှိ၏တွားကြတတ်နိုင်သမျှအတိုင်းလုံခြုံစွာစောင့်စေကြဟုဆိုလေ၏ထိုသူတို့သည်တွား၍ကြောက်ကိုတစိ့ခတ်ပြီးလျင်အဆောင်ထားလျက်တင်းကြိုင်တွန်းကိုလုံခြုံစွာစောင့်ကြ၏ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသူအရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်ပါစေ